မော်ဘီမှာတေသွားတဲ့ကျမညီမလေးဒီနေ့အတူပါချပါမယ်ဒါကျမညီမလေးပါဒီနေ့တက်လောက်ကအဲ့တော့ကျမညီမလေးကိုလိုင်းပေါ်မှာအိမ်တော်ကြီးဖောက်ပြန်လို့တတ်ပါတယ်ဆိုပြီးမဟုတ်မမှန်သတင်းတွေတင်နေတဲ့လူတွေကျမဒီနေ့ကတရားဝင်ပြောချင်ပါတယ်ဒီကိစ္စတွေကိုဆက်ပြီးတော့တင်နေမယ်ဆိုရက်တန်းကမရက်ဘူးဆိုရင်ကျမတို့အခုမီဒီယာအမြင့်တက်ထားတဲ့လူတွေကျမတို့တော့တိတ်နားမလဲဘူးနော်ကျမတို့ရနိုင်တဲ့လောက်တရားဆွဲပါမယ်အခုကတက်လို့အိမ်ကိုရောက်နေတာပါဒီမှာတက်လို့ရဲ့နာရေးပါမိဘပြည်သူများအားလုံးမင်္ဂလာပါရှင် My Village မြန်မာ Channel မှာပြန်လည်ကြိုဆိုပါရရှင်ကျမနဲ့အတူ reaction video များကို like ပါကြည့်ရှုပေးကြပါအောင်ရှင်ကျမနာမည်ကတော့တရားကြီး view ပါရှင်ဒါကြောင့်မို့လို့ကိုလည်းတိတိကျကျမသိဘဲနဲ့မဟုတ်မှန်သတင်းတွေကိုတင်ပြီးတော့တေသူကိုနှမချင်းမအေးချင်းကိုချင်းမစားဘူးမိသားစုချင်းကိုချင်းမစားပဲနဲ့အခုတို့လုံနေတဲ့လူတွေတရားဝင်ကျမတို့တရားဆွဲပါမယ်ဆိုတဲ့အကြောင်းကျမပြောတာပါကျမညီမလေးတနိုင်မှာအတူပါချပါမယ်ကျမညီမလေးကျမတစ်ချက်ပြပါမယ်အဲ့တော့တကယ်လို့ပေါ့နော်အဖြစ်မှန်တွေကိုသိချင်ကျမကိုဆက်သွယ်လိုက်ပါဒီချက်ပေါက်ကနေကျမတို့ရှိဘူးကျမတို့လိပ်စာအတိအကျပြပါမယ်ကျမတို့ရှိကိုလာပြီးတော့ကိုယ်တိုင်မင်းမြန်းနိုင်ပါတဲ့အဖြစ်ပြတယ်အဲ့တော့အမှုအခင်းကိုရဲတွေတောင်မှတိတိကျကျပြန်မဖြေနိုင်တာကိုအတိအကျသိနေတဲ့ပုံစံမျိုးတွေနဲ့မတရားရဆက်အသက်ခံရတဲ့မိန်းကလေးတယောက်ကိုဘာဖြစ်လို့များအခုလိုမျိုးတွေဟုတ်လားအပုတ်ချပြီးတင်နေကြတာလေဘယ်လိုစိတ်မျိုးတွေဆိုတော့ကျမလည်းနားမလဲတော့ပါဘူးဒါပေမဲ့အခုတရားဝင်ကျမပြောချင်တာကဒီလိုတွေဆက်ပြီးလုပ်နေဒီလိုလုပ်နေတဲ့လုပ်ရက်တွေရက်တရက်ပြီးပါဒီလိုတွေဆက်လုပ်နေမယ်ဆိုလို့ရှိရင်ကျမတို့ဒါတရားဝင်တရားဆွဲပါမယ်ဆိုတဲ့အကြောင်းကျမတက်ပြီးအတိပေးတာပါကျမတို့မှပဲပူပင်တော့ကတွေနဲ့ကိုချင်းစာစိတ်လေးထားကြပါရက်တရက်ရက်ပေးကြပါလို့ကျမဒီနေ့အနည်းကိုတောင်းပန်ပါတယ်ဒါလေးပြောချင်လို့ပါကျမတို့မှဘယ်လောက်တော့ကတွေရောက်နေလဲဆိုတာရှင်တို့မြင်စေချင်ပါတယ်အဲ့တော့သိချင်တာရှင်လာခဲ့ပါကျမတို့ရှင်တိုက်ရိုက်အခုတင်နေတဲ့မီဒီယာတွေကျမတို့လိပ်စာအတိအကျပေးပါမယ်နော်ဒါလေးကျမတက်ပြောတာပါဒါပါပဲရှင်ဟုတ်လားကိုယ်စိတ်နှလုံးကျမချမ်းသာကြပါစေကျမတို့လူအဖြစ်မျိုးမရောက်ခွင့်နဲ့ဟုတ်လားအကုန်လုံးတက်တန်းရှိရှိနေနိုင်ကြပါစေဒီမှာတရားဆုတောင်းပါတယ်ရှင်မင်္ဂလာပါနိုင်ထိုးရင်မလေးချတော့နော်လူတွေလည်းတော်တော်များများရောက်ပြီမူလာအောင်ဒီညလားညအဲ့ဒါအငယ်ဆုံးလေးပါစုံသွားတဲ့တက်လုပ်လေးအငယ်ဆုံးသမီးလေးပါသမီးကောင်မလေးကိုတစ်ချက်တော့ခေါက်နော်ကောင်မလေးကြပြီလားအဲ့တော့တနိုင်မှာအတူပါချပါမယ်ကျမကိုအားပေးကြတယ်ပြင်ကြတယ်ကျမညီမလေးမတရားအပြောခံလိုင်းပေါ်မှာတည်နေကြတဲ့နေရာတွေမှာလည်းသွားပြီးတော့အဲ့လူပြန်ပြီးတော့တိုက်ခိုက်ပေးနေကြတယ်ဟောကျမတို့မျိုးကကျမတို့သိတဲ့လူတွေကျမတို့မျိုးကလူတွေကကျမတို့ကြောင့်ကုန်သိတယ်လေအဲ့လိုမျိုးပေါ့တက်လုံလေးအကြောင်းလည်းကုန်သိတာအဲ့ဒီလိုပဲတက်လုံလေးဘွားကိုနားလေကျမညီမလေးကအိမ်အောင်ကွဲတာဒီခုနပြတဲ့အငယ်ဆုံးလေးပုံဝင်နေပေါ့နော်အဲ့ဒီတည်းကကွဲသွားတဲ့ခါကျတော့အခုဒီကလေးမလေးက9နှစ်ခွဲရှိပါတယ်အငယ်ဆုံးလေးကအဲ့ဒီ9နှစ်ခွဲအငယ်ဆုံးလေးရှိတယ်အငယ်ဆုံးလေးက9နှစ်ခွဲရှိပါဘူးအဲ့ဒီအငယ်ဆုံးလေး9နှစ်ခွဲရှိတဲ့အချိန်မှာဒီကောင်လေးကတော့သူကြိုက်နေတာ3နှစ်လောက်ရှိပြီချင်းကျမတို့ကသဘောမတူပါဘူးမတူတဲ့ခါကျတော့ तू ကအဲ့မှာအိမ်ခါလေးသွားနေပြီးတော့ဆက်ချုပ်ပြီးတော့ရတဲ့ဟာတွေကိုတော့ကလေးတွေကိုပို့တယ်ပေါ့နော် तू အဲ့မှာအိုက်ကောင်နဲ့သွားနေတယ်ဒါပေမဲ့သူတို့တရားဝင်ဒီစာချုပ်လက်မှတ်ထိုးတာတော့ကျမတို့လည်းမသိလိုက်ဘူးကျမတို့တက်တော့ပေါ်မှာတက်လာမှာ तू ကဒါချုပ်စာချုပ်ကလေးကိုတင်တော့မှကျမတို့လည်းသိကြတာပဲနော်၄လလောက်ပဲရှိသေးတယ်၄လလောက်ပဲရှိတယ်ပေါ့နော်အော် तू ကြံခဲ့တဲ့ခွေးလေးကိုလည်းကျမမနေ့ကခေါ်လာပါပြီလို့ကျမတို့မနေ့ကရှင်းနေတယ်နဲ့အဲ့ဒီအခင်းဖြစ်တဲ့နေရာကိုရောက်ခဲ့ရပါတယ်ကျမတို့ရောက်ခဲ့ပြီးတော့ကျမတို့မနေ့ကရက်စကန်ကိုလိုက်သွားတယ်ရှင်းနေတယ်နဲ့ဒီအမှုကျမတို့ဘက်ကရှင်းနေတယ်ပေါ့နော်ကျမတို့သွားတယ်ဆိုတော့ဒါကျမတို့ဘက်ကလည်းတတ်နိုင်နေမြညီမလေးနဲ့ပတ်သက်ထားတယ်ကျမတို့တတ်နိုင်နေလိုက်လုပ်နေပါတယ်အဲ့တော့ကျေးဇူးတင်ရကောင်းတဲ့လူတွေလည်းဒီကိစ္စမှာရှိတယ်သူများရဲ့အပူခါနေပြီးတော့သူတို့စားဖို့ရှာနေကြတဲ့လူတွေသားတွေရှိတယ်နော်ကျမတို့လည်းဒီမှာတော်တော်စိတ်ဆင်းထားတယ်ကျမညီမလေးကမကြည့်တော့မကြည့်ဘူးပေါ့သူဟိုမှာပဲရှိနေသူဒီမှာပဲရှိနေသူလို့ပုံစံမျိုးနဲ့နေနေရပါတယ်အမေရှင်မှာလုပ်လိုက်အမေကဖြစ်သွားမှာနော်အားကြောင့်မို့ကျမကိုဝိုင်းဝန်းကူညီကြတယ်အားပေးကြတယ်နှစ်သိမ့်ကြတယ်တကယ်ချင်းအားလုံးလေးကျေးဇူးတင်ပါတယ်လိုင်းပေါ်မှာကျမညီမလေးရဲ့တိတ်ခါကိုလိုက်ဆက်ပြီးနေတယ်တကယ်ချင်းအားလုံးလေးကျမဒီညကျေးဇူးတင်ပါတယ်ကျမတို့တနိုင်ကြအတူကချပါမယ်နော်ဒီမှာပါသူ့ရခွေးလူလေကျမခေါ်လာပါပြီဒီမှာ
ကောင်မလေးကိုကျမတို့ခေါ်လာပါပြီအဲ့ကောင်မလေးပဲပျောက်နေသလို မင်္ဂလာပါရှင်အားလုံးကျမ်းမှချမ်းသာကြပါစေဒီနေ့ကတော့စိတ်မကောင်းတဲ့နေ့ဖြစ်တဲ့အတွက်ကိုမှော်ပြီးမှခေါင်းဖြတ်ခံရတဲ့မတက်တက်လို့ရဲ့အိမ်ကိုသွားမှာပါနော်အဲ့ဒီအတွက်ကိုတော့အရန်နဲ့ခံစားနေရတယ်ဒီကလေးလေးဆိုတာကကျမတို့တမျိုးတည်းနေတည်ရတဲ့တောက်ငယ်လေးတွေကကျောင်းသူဘဝလေးနဲ့သူနဲ့တငယ်ချင်းအချင်းချင်းပထမအိမ်အောင်ပြုခဲ့တာပေါ့နော်သူရဲ့အမျိုးသားလေးကတော့ကြော်ဖြိုးဝေလို့ခေါ်ပါအရန်ချောတယ်နှစ်ယောက်စလုံးကချောတယ်အရန်ကိုချစ်ဖို့ကောင်းတယ်သားသမီးရတနာထုံးခဲ့တယ်အဲ့ဒီအချိန်မှာကံမကောင်းလို့အိမ်အောင်ကတယောက်နဲ့တယောက်တဝင်းတူမှုတွေကြောင့်တယောက်နဲ့တယောက်လည်းဒီအိမ်အောင်ရဲ့သဟဇာတာမဲ့တယ်လို့လမ်းခွဲခဲ့ရတယ်ပေါ့နော်သူကမိသားစုရှာဖွေကျွေးမွေးတယ်တမအာဇီဝနီးလေးနဲ့အရန်စိတ်ထားကောင်းတယ်သူများအပေါ်မှာသူများကသူ့ရှေ့မှာသူဝတ်ထားတဲ့အဝတ်အစားတစ်ခုပေါ့နော်အရန်လာတာပဲလို့မငင်းနဲ့အဲ့ဒီအိမ်ကြီးကိုချွတ်ပေးတာဒါသူ့ရဲ့ထုံးစံလေးကောင်းမှုကုသိုလ်လေးတွေလှူတယ်သူများမစားရရင်သူ့ရဲ့အိမ်နဲ့တော့လို့သူများမစားရရင်ကိုသူမနေနိုင်ဘူးအတင်းအဲ့ဒါမှလက်စေးကိုလက်ဆွေးကိုအတင်းလက်ကိုဆွဲပြီးမှအတင်းကျွေးတဲ့လူမျိုးဆိုတော့တတိတွေလည်းရတယ်ဝမ်းလည်းနေရတယ်နော်တဲ့လုံးနဲ့ပတ်သက်လို့ခံစားရတယ်ဘာပဲပြောပေါ့နော်ဒီလိုကြီးယောက်ျားတစ်ယောက်လက်ကအားနွယ်ပါတယ်ဆိုတော့မိမသားတစ်ယောက်ကိုပက်ပက်စတဲ့ကြီးအဲ့မိမသားနောက်ဆုံးပြောပြမယ်ကွာမှားခဲ့လို့ကိုယူထားတဲ့မိမမှာအမားရင်တွေတစ်ခုရှိလို့တုံဝင်တိုးလို့ကိုမိမအပေါ်မှာဆုံးမခြင်းနဲ့နောက်ဆုံးဖောက်ပြန်လို့ဆုံးမခြင်းနဲ့ဆိုလဲသူ့မှာမိပါတွေရှိသူ့မိပါတွေကိုတိုင်မှာဒါမှမဟုတ်တရားဥပဒေလမ်းကြောင်းတော့မပေါင်းညင်ဘူးဆိုလဲတရားဥပဒေတိုင်းပေါ့နော်လမ်းခွဲလိုက်ပါနော်ဒီလိုကြီးလက်လွန်ချီလွန်ပြီးတော့မှရရက်ဆက်တဲ့ကြီးကြည်စမ်းမအောင်တော့မကြည့်ရဘူးခေါင်းကြီးကိုပက်ပက်ဆက်တဲ့ကြီးဖြတ်ပြီးမှလုပ်တယ်ဆိုတော့တဲ့လို့အတွက်ကိုလေဒီအချိန်ထိတော်တော်စိတ်မကောင်းပြရတယ်သမီးလေးတဲ့လို့လေကန်အရန်ဆိုးတယ်လို့ထင်တယ်အိမ်အောင်တစ်ခုကအိမ်အောင်ရေးကန်ဆိုရင်ဘာနဲ့မှလိုက်လို့မမှီတော့ကန်ဆိုးတဲ့မိန်းကလေးတဲ့ကန်ကိုဆိုတာဘလို့မှလုံးမရဘူးနော်ဘာသာရေးလို့လဲအပြစ်မြင်တဲ့ယောက်ျားအပြစ်မြင်တာတချို့အိမ်အောင်ရေးတွေဆိုဒီလိုပဲမိန်းမလို့သူကသူ့ဘာသာသူတရားစခန်းကိုသွားပြီးတော့ဗတိစိတ်နေတာတော့မှနောက်ကနေပြီးတော့စဉ်းစားကြည့်နော်ဒုံးနဲ့ရိုက်တဲ့ယောက်ျားရှိသေးတယ်နော်အဲ့ဒါမျိုးတွေမရိုက်တဲ့ယောက်ျားတွေလည်းရှိတယ်ကျမတို့မျိုးမှာဆိုလို့ရှိရင်သူမိန်းမမွေးနေ့ happy birthday ပေါ့နော်တငယ်ချင်းနေနဲ့ရှောက်ပြီးတော့အမစတောက်နေတာ哦9မိနစ်လောက်ပဲကြာမယ်ဒါနဲ့ထို့တက်ပြီးတော့သေသွားတာလည်းရှိပါတယ်ဆိုတော့ပြောချင်တာမိန်းမတွေအားလုံးကိုလည်းဒီနေရာကနေပြီးတော့နော်ကိုညီမလေးတွေတို့ကိုသားသမီးတွေလို့နော်ချစ်လို့ဆုံးမအောင်ပဲတခွန်းနဲ့ပေါ့နော်ယောက်ျားတိုင်းကိုမယုံနဲ့တော့ယောက်ျားတိုင်းကိုမယုံနဲ့တော့ကြောက်ဖို့ကောင်းတယ်သူတို့ရဲ့နှလုံးသားထွက်လာတဲ့နှလုံးသားရဲ့လူတက်ဖို့ဝင်မလေးတော့မိန်းမတယောက်ကိုမကျေနိုင်ဟိုက်ပါကိုရိုက်လိုက်ပါလက်သေးနဲ့ထိုးလိုက်ပါဒီလိုရရက်ဆက်ဆက်လုပ်တယ်ဆိုတော့လုံးဝမကောင်းတဲ့အတွက်ဒီနေရာက ကိုကတက်တက်လို့အိမ်ကိုရောက်နေတာပါဒီမှာတက်တက်လို့ရဲ့နိုင်ရေးပါမတက်တက်လို့ရဲ့ပုံမှာကျွန်တော်ကမနေ့ကတည်းကလာပြီးကိုငွေထည့်ပြီးပါပြီဒါတက်တက်လို့ရဲ့မိခင်မှာကျွန်တော်ကိုလိုက်ပြီးတော့နာမည်လည်းမဖြတ်ပါနဲ့တည်တဲ့သူကိုလည်းလိုက်ပြီးနာမည်မဖြတ်ပါနဲ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကမောင်နှမတွေဆိုလည်းမမားဘူးတငယ်ချင်းတွေဆိုလည်းမမားဘူးဆရာတပည့်ဆိုလည်းမမားပါဘူးဒါကြောင့်မလို့တည်တဲ့သူကိုလည်းနာမည်တွေမဖြတ်ပါနဲ့ကျွန်တော်ကိုလည်းနာမည်မဖြတ်ပါနဲ့နော်ဒီမှာကျွန်တော်ရဲ့ပုံမှာလူသက်တရခန်းလည်းမဟုတ်ပါဘူးပထမအိမ်အောင်လည်းမဟုတ်ပါဘူးအခုတက်တက်လို့ရဲ့နာရီကိုရောက်နေတာပါဒီမှာကျွန်တော်ရဲ့ပုံမှာပထမအိမ်အောင်လည်းမဟုတ်ပါဘူးဒုတိယအိမ်အောင်လည်းမဟုတ်ပါဘူးကျွန်တော်က LGBT တယောက်ပါဒီမှာကျွန်တော်ရဲ့ညီမလေးပါဒီမှာသူ့ရဲ့မိဘဆွေမျိုးသားချင်းအကုန်လုံးရှိပါတယ်ဒီမှာသူ့ရဲ့ ကျမနဲ့အတူကြည့်ရှုပေးကြသောမိဘပြည်သူအပေါင်းတို့အားအထူးပင်ကျေးဇူးတင်ပါရရှင်မြန်မာပြည်ကြီးလည်းဘေးအမျိုးမျိုးမှာကင်းဝေးကြပါစေရှင်နောက်ထပ်အခုလိုအစီအစဉ်လေးတွေကိုမလွတ်တမ်းထပ်မံကြည့်ရှုဖို့ရန်အတွက်ကျမတို့ရဲ့ My Village မြန်မာ Channel လေးကို Like and Subscribe လေးနှိပ်ပေးခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်